Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့မင်္ဂလာရွှေစုရနာရဲ့ချစ်ရရဲ့ကိုရဲ့အတွက်ကြားဝဲရှက်ကျဲသီးလေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်သူလေးရဲ့ပဲဖြစ်ပါတယ်ရှင်မင်းတစ်ခုချင်းစီတေချာလေးပြပေးပါမယ်နော်ဒါလေးကတော့ကြောက်ထည်လေးပဲဖြစ်ပါတယ်ရှင်သူလေးကတော့မိုးကုတ်မီလာလေးနဲ့ခတ်ပေးထားတာပဲဖြစ်ပါတယ်အဆောင်သဘောအနေနဲ့ဆိုလို့ရှိရင်လည်းစနေသားတွေဝတ်လို့ရပါတယ်ရှင်သူလေးကတော့တလင်းစိမ့်ကြောက်ကလေးနဲ့ခတ်ထားပေးရပဲဖြစ်ပါတယ်။ဒါလေးတွေကတော့စိမ့်ထည်လေးတွေပဲဖြစ်ပါတယ်ရှင်။ဒါလေးကတော့နံပါတ်1လေးပဲဖြစ်ပါတယ်။သူလေးကတော့စိမ့်များနဲ့ brand design လေးစီချဲပြီးတော့ခတ်ပေးထားတာပါ။ဒါလေးကတော့နံပါတ်2နဲ့3လေးပဲဖြစ်ပါတယ်။စိမ့်ဖြူတန်းစိမ့်ပွင့်ကြီးကြီးလေးကိုမှဘေးကရွှေပောင်ကွက်လေးတိုက်တဲ့သူလေးရဲ့အတွက်ပါရှင်။အဝိုင်းပုံလေးရှိမယ်၄တောင်ပုံလေးရှိပါမယ်။ဒါလေးကတော့နံပါတ်4ရဲ့5ရဲ့6ရဲ့ရှိပါမယ်ရှင်။သူလေးကလည်း natural diamond စိန်ဖြူတန်းကိုမှမျက်နှာပြင်ကိုဒီလိုဖြူရောင်လေးပေါ့နော်။ဖြူရောင်လေးရဲ့ဆွန်ငုတ်လေးချက်ကုတ်လေးရှိမယ်ဒီလိုမျိုး plus design လေးရှိမယ်ပေါ့နော်။ချိုင်းတဲ့တက်တာလေးကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။ဒါလေးတွေကတော့မြင်ပြသွားပြီးရဲ့ကြားဝဲချက်ကျဲသီးလေးပဲဖြစ်ပါတယ်ရှင်။မင်ခူးပြပေးသွားတယ်ချက်ချက်ဒီလေးကိုကြိုက်တဲ့ဆိုလို့ရှိရင်လည်းမင်းတို့ရဲ့ချက်ပေါက်လေးမှာအသေးစိတ်ကလေးလာရောက်မြင်မြင်နိုင်ပါတယ်ရှင်